ကြီးပြာကြီးမနီးတဲ့တော့ရဲ့ဟာနေတော့ရဲ့ရွာမြေမှာအဲ့ဒီကစလူဖြစ်ရတဲ့သူ့ဘဝအချီဘုရားအရွယ်ငါတို့ကျော်စင်နေတွေ့ဘောရရနဲ့ကစားနေတာပြောပြောဆွေးမိနိုင်ဘူးလေစီဘုရားတည်တော်ရဲ့ရွာကို